မင်္ဂလာပါရှင် ISO 9001-2015 ရဲ့ Class 4.3 ဟာအဖွဲ့အစည်းတစ်ခုရဲ့အရေးအသွေးစီမံခန့်ခွဲမှုစနစ်ဘယ်တိုင်းတာအထိအကျုံးဝင်တယ်လဲဆိုတဲ့ scope နယ်ပယ်ကိုသတ်မှတ်တာဖြစ်ပါတယ်။ဒါဟာ audit ဆောင်ရွက်တဲ့အခါမှာလည်းအလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ Scope မှာမိမိတို့အဖွဲ့အစည်းကမည်ဒီကိုပြုလုပ်သည်မည်ဒီတို့မှာ ISO စနစ်ကိုကျင့်သုံးသည်ဆိုတာကိုရှင်းလင်းစွာဖော်ပြရမှာဖြစ်ပါတယ်။ Scope တစ်ခုကိုသတ်မှတ်တော့မယ်ဆိုရင်ရှေ့က clause တွေနဲ့ပြန်ချိတ်ဆက်ရမှာဖြစ်ပါတယ်။ Clause 4.1 Context Internal နဲ့ External ခြေအနေတွေအရဘယ်အပိုင်းတွေကိုပဲ Quality Management System နဲ့ထည့်မလဲ။ဥပမာနယ်ဝေးကရုံးခွဲတစ်ခုကဆက်သွယ်ရေးအရန်ခက်ခဲနေလို့ scope ထဲခဏချန်ထားမလားစဉ်းစားရပါမယ်။ Clause 4.2 အရ Interested Parties တွေအပေါ်ထည့်သွင်းစဉ်းစားပြီးဘယ်လုပ်ငန်းစဉ်တွေကို Quality Management System ကျင့်သုံးမလဲ။ဘယ်အပိုင်းကို ISO အတိအမှတ်ပြုလက်မှတ်ယူရမလဲဆုံးဖြတ်ဖို့လိုပါတယ်။နောက်ပြီးတော့ပို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကဘာလဲဥပမာဆေးဝါးပစ္စည်းထုတ်လုပ်ခြင်းလားဖြန့်ချိခြင်းလားဝန်ဆောင်မှုလုပ်ငန်းလားဆိုတဲ့အပေါ်မှာမူတည်ပြီးလဲ scope ကိုသတ်မှတ်ရမှာဖြစ်ပါတယ် scope ကိုသိနေုံနဲ့မရပါဘူး quality manual ထဲမှာအထောက်အထား documented information အနေနဲ့မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်Auditor တွေ audit လာဆောင်ရွက်တဲ့အခါ scope ကိုအရင်ကြည့်ပါတယ်။ scope ထဲမှာမပါတဲ့လုပ်ငန်းစဉ်တွေကိုသူတို့စစ်ဆေးမှာမဟုတ်သလို scope ထဲမှာပါနေပြီးလက်တွေ့မလုပ်နိုင်ရင်လည်း minor ဒါမှမဟုတ် major NC ထိနိုင်ပါတယ်။ဒီ clause ရဲ့ထူးခြားချက်ကတော့ non-applicability သို့မဟုတ် exclusion လို့ခေါ်တဲ့မိမိနဲ့မဆိုင်တဲ့ clause တွေကိုချန်လှပ်ခွင့်ပေးထားတာပါ။အဖွဲ့အစည်းဟာ customer ပေးတဲ့ design အတိုင်းပဲဆောင်ရွက်ပေးရတာမျိုးကိုယ်တိုင် design ဆွဲစရာမလိုဘူးဆိုရင် clause 8.3 design and development ကို scope ထဲကနေချန်လှပ်ထားလို့ရပါတယ်။ထုတ်ကုန်တွေသို့မဟုတ်ဝန်ဆောင်မှုတွေပေးအပ်ပြီးနောက်အာမခံပြုပြင်ထိန်းသိမ်းမှု post delivery servicing မလိုတဲ့လုပ်ငန်းမျိုးဖြစ်ရင် clause 8.5.5 ကိုချန်လှပ်ထားနိုင်ပါတယ်။အဲ့ဒီလိုချန်လှပ်ထားတယ်ဆိုရင်ဘာကြောင့်မကျင့်သုံးနိုင်တာလဲဆိုတဲ့ခိုင်လုံသောအကြောင်းပြချက် justification ကို scope document ထဲမှာအတိအကျရေးသားပြသနိုင်ရပါမယ်။နောက်ချန်လှပ်ခွင့်မရှိတာတွေကတော့မသက်ဆိုင်ဘူးလို့သတ်မှတ်ထားပေမဲ့ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့ချန်လှပ်ထားလို့မရပါဘူး။နောက်ပြီးလုပ်ငန်းရဲ့သဘာဝအရအမှန်တကယ်ကျင့်သုံးနေပါလျက်စာရွက်စာတမ်းအလုပ်ရှုပ်သက်သာခြင်းလို့ဆိုပြီးချန်လှပ်လို့မရပါဘူး။ကိုမလုပ်ချင်လို့ဒါမှမဟုတ်အဲ့ဒီဆောင်ရွက်ခံရမှာကြောက်လို့တက်တောင့်တက်တာဖြစ်အောင်ချန်လှပ်ခြင်းဥပမာ measuring equipment တွေအသုံးပြုနေပေမဲ့ calibration မလုပ်ချင်လို့အဲ့ဒီအပိုင်းကိုချန်လှပ်ခြင်းမျိုးကို auditor တွေကလုံးဝလက်ခံမှာမဟုတ်ပါဘူး။ requirement တစ်ခုကို non-applicable လုပ်ချင်ရင်အောက်ကမေးခွန်း၃ခုကိုဖြေနိုင်ရပါမယ်။ဒီ requirement ကငါတို့လုပ်ငန်းနဲ့တကယ်မသက်ဆိုင်ဘူးလား။နှစ် non-applicable လုပ်တာကြောင့် product သို့မဟုတ် service quality ကိုမထိခိုက်ဘူးလား။၃ Customer requirement နဲ့ applicable legal requirement တွေကိုဆက်လက်ပြည့်မီနိုင်သလား။ဒီမေးခွန်း၃ခုလုံး yes ဆိုရင် auditor တွေကလက်ခံနိုင်တဲ့အခွင့်အလမ်းများပါတယ်ရှင်။